ပါမိတော့တစ်ခုလိုပါတနေ့နေ့ကြတော့ပြပုံဖြစ်မှာကိုစိုက်ခဲ့ဘူးတဲ့သမိုင်းတွေသာတနေ့အတီးတီးလာမှာမင်းကြောင့်အားလုံးပြောပါစေပေါ့ကွာမဝါကနေမြင်ရှိတယ်လေနှိမ်ချတတ်ပါစေဘတော်မှမရှုံးဘူးကွာဒီလေးရှာတနေ့နေ့မင်းကြောင့်ပြောချိန်မှာလူတွေဝမ်းမြောက်ရစေပါအကိုရဲ့သမိုင်းကြောင့်ကိုသာရေးပါ